ဒါကရက်ချင်နော်ဒါကတော့ကရက်ချင်ရွက်ပါဒါကတော့ငပိရေပါငပိရေကတော့ကျမတို့တအိမ်လုံးမှာကျမတို့ရဲ့ညီမ2ယောက်ပဲစားပါတယ်ကလေးတွေကမစားပါဘူးဘေးပေးနေလို့မပြောနဲ့နော်ဒါပကံအတစ်ကြီးပဲရှိတယ်မှွေထားလို့ပေးနေတာပြောမယ်ဆိုတော့ကျမတို့ကတိနေတယ်ဒါကတော့ကျမအကိုရဲ့လက်ရပါတော့လာမပြောနဲ့တော့ကျမလုံးဝမချက်တတ်ပါဘူးနော်ကျမချက်တာလို့လဲကျမတခါမှမပြောပါဘူးကျမထမင်းဟင်းမချက်တတ်ပါဘူးနော်ကိုရီမရဲ့ချက်ကြွေရပါဟေးနောက်ကကလေးစကားတားမများနဲ့ပကဗိုက်စာနေမြင်မြင်ယူလာခဲ့ကျမလက်ရမဟုတ်ကျမကိုလက်ရအဲ့တော့အင်းကဆ iam မကြီးပေါ့နော်ကျမတို့ဆ iam မကြီးတို့တပကံထည့်ပါတယ်ကျမတို့ဆ iam မကြီးဘာလုပ်နေအောင်ဆိုတော့ပြမယ်နော်ကျမတို့ဆ iam မပါဒီမှာမျက်ချီရတပုံနဲ့ပါအမလေးဆ iam မဒီမှာ iPad နဲ့အလုပ်ဖြစ်နေပါတယ်အခုမှအိယာထလာပြီးတော့ iPad နဲ့ပါအမလေးဒီကိုကြည့်အောင်တက်စားလုပ်လိုက်အောင်ဆ iam မဒါတွေကမင်းသားအိမ်ကကောင်းမလေးဖြစ်ပါတယ်။ तू ကဆင်းရဲချင်အောင်ဆောင်ပြီးတော့မင်းသားအိမ်ကိုရောက်လာပါတကယ်တော့ तू ကမဆင်းရဲပါဘူးပေါ့နော်။မင်းသား तू ကလာလေးလာပါတကယ်တော့ तू ကကိုကြီးပါ။ကိုလက်ရမဟုတ်တယ် तू ညလက်ရပါ။ကျမတို့ထည့်ပါမယ်။ဒါတော့ကရက်ချင်ဖြစ်ပါတယ်။ဒါတော့ကြက်တာဘူးဒီဒါတော့ငပိရပါ။ဒါတော့ကျမတို့ရန်ဆ iam မကြီးဒီဝက်မတော့ပါ။ဒါတော့ကျမတို့ကလေးတော့ပါကျမတို့ကလူများတော့နောက်ဝိုင်းခွဲစားပါတယ်။ဒါတော့ဦးဒမကျန်နေဖြစ်ပါတယ်။ဘိုင်ဘိုင်ပါ။